မင်္ဂလာပါ easy ပန်မီပါမေတို့ဒီနေ့တချမ်းစာရွှင်ရေးလေးလှုပ်စားဖြစ်ပါတယ်ကြောက်ကြောလို့ဖို့အတွက်မေကတရက်တီးရဲ့ strawberry ရဲ့အုံတို့ရဲ့၃မျိုးလုံးမှာပေါ့နော်ကြောက်ကြောမှုတစ်ထုပ်ကိုပဲမေတို့၃ပန်းခွဲပြီးတော့လုံးပါပါကြောက်ကြောတစ်ပန်းမှာမေတို့ကကြောက်ကြောမှု8 gram ကိုရေ950 ml နဲ့မှွေထားပါမယ်ပြီးတော့ရင်မေတို့ကတခြား100 gram သုံးထားပါတယ်ပြီးရင်စားလေးနည်းနည်းထည့်ပြီးတော့ကြောက်ကြောမှုန့်နဲ့ရေနဲ့ကိုပျော်သွားအောင်လို့မေတို့ခဏမှွေပေးပါမယ်မီးအေးလေးနဲ့မေတို့မီးပေါ်ပေါ်မှာစပြီးကြိုတဲ့ချိန်ကစပြီးတော့ကတ်သွားမှာဆိုလို့မေတို့တောက်လျှောက်မှွေနေဖို့လိုပါတယ်ခဏနေလို့ကြောက်ကြောမှုန့်လေးကြည်ဝိုင်းရင်တခြား100 gram အောင်ထည့်လိုက်လို့ရပါပြီတကြားလေးပျော်သွားတဲ့အထိကြောက်ကြောလေးအဆင်ပြေလာအောင်လို့မေတို့မှွေပြီးတော့ကြိုပါမယ်အဲ့လိုမျိုးကြိုနေပြီးွားရင်မေတို့6မိနစ်လောက်နေရဲ့ချိန်ကြလို့ရှင်တော့အုံလို့ထည့်လို့ရပါပြီဒီမှာမေက ready made အုံလို့250 ml သုံးထားပါတယ်အုံလို့အပါဆိုရင်ကြောက်ကြောတစ်ပန်းမှာရေ1လီတာဖြစ်သွားပါတယ်အုံလို့ထည့်ပြီးသွားတဲ့ချိန်မှာလည်းမီးအေးအေးလေးနဲ့ပဲတောက်လျှောက်ပြီးဆက်မှွေနေဖို့လိုပါတယ်အုံလို့လေးထည့်ပြီးလို့ဒီလိုမျိုးစူပွက်ပြီးတော့ကြောက်ကြောရေလေးပြက်လာပြီဆိုလို့ရှင်မေတို့ရဲ့ကြောက်ကြောလေးရသွားပါပြီဒါဆိုရင်အေးခံမဲ့ပုံစံခွက်ထဲကိုထည့်ပြီးတော့အေးခံလို့ရပါပြီပြီးသွားရင်မီတို့နောက်တစ်ပန်းအတွက်ပြင်ဆင်လို့ရပါပြီနောက်တစ်ပန်းကိုမီတို့ strawberry လေးကြိုမှာမို့လို့ခုနက strawberry သီးလေးတွေကို blender လေးနဲ့ကြိတ်ထားပါတယ်ပထမအတိုင်းပဲကြောက်ကြောလေးကြိုပြီးရင်အုံလို့နေရာမှာ strawberry ရေ250 ml လေးထည့်လိုက်ရင်ရပါပြီstrawberry ရေလေးရေစူပွက်လာပြီဆိုလို့ရှိရင်မီတို့ကခုနအတိုင်းပဲပုံစံခွက်ထဲမှာထည့်ပြီးအေးခံလို့ရပါပြီဒါဆိုလို့ရှိရင်တော့မီရဲ့ strawberry ကြောက်ကြောလေးရသွားပါပြီနောက်တစ်မျိုးအနေနဲ့မီတို့တရက်သီးမှဲ့တစ်လုံးကို250 ml ရအောင်ကြိတ်ထားပါတယ်အဲ့ဒါပြီးသွားရင် strawberry နေရာမှာတရက်သီးမှဲ့လေးထည့်ပြီးသွားရင်မီတို့ကတောက်လျှောက်လေးမှွေထားပြီးပြီးသွားလို့ရှိရင်မီရဲ့တရက်သီးကြောက်ကြောလေးကလည်းရသွားပါပြီအသီးရထဲချိန်ကြလို့ရှိရင်လေသတိထားမှလေးတခုကအရန်ကြာရင်မကြုံမိစေဖို့လိုပါတယ်ပြီးသွားရင်လိုအပ်တဲ့ပုံစံခွက်ထဲမှာအေးခံပြီးရင်တရက်သီးကြောက်ကြောလေးလည်းရသွားပါပြီနောက်တစ်မျိုးအနေနဲ့မေရတာကူလေးကြိုမှာပါပထမဦးဆုံးရေ300 ml လောက်ထဲမှာတာကူ100 gram ထည့်မှာပါပြီးရင်တောက်လျှောက်မှွေပေးပြီးတော့မီးအေးလေးနဲ့တာကူစီလေးပျောက်ခံသည့်အချိန်လောက်ထိကြိုပေးပါမယ်တာကူစီပျောက်တဲ့အထိတော့မေရမထားပါဘူးဘာလို့လဲဆိုတော့ယူရီးယားတာကူစီရာလေးတအားပျော့ပြီးတော့မြန်မာတာကူစီလို့အကျိုးမခံတာကြောင့်ပါဒါကြောင့်တာကူစီပျောက်ခံနေကြလို့ရှိရင်မိတို့ကမိပိတ်လိုက်လို့ရပါပြီတာကူစီလေးတွေမိပိတ်ပြီးသွားရင်မိတို့ကစကားထဲမှာထည့်ပြီးတော့အေးခံပါမယ်စကားထဲမှာရေးစစ်ပြီးရင်မိတို့ကရေအေးအေးလေးနဲ့စိမ့်ထားပြီးတော့အေးခံမှာဖြစ်ပါတယ်ဒါကတော့မီးရေအေးလေးထည့်ပြီးတော့အေးခံထားတာပါအဲ့ဒီအချိန်မှာမီတို့တကြားရေလေးကြိုပါမယ်တကြားရေအတွက်ရေ200 ml တကြား200 gram လောက်ထည့်ပြီးတော့မီတကြားရေလေးကြိုပါမယ်တကြားရေတွေကိုစားလေးနည်းနည်းလေးထည့်လိုက်ပါမယ်ရှင်ကြိုထားတဲ့တကြားရေလေးကိုခဏလောက်အေးခံနေတော့မှမီတို့စုံမရွက်6ရွက်ကိုရေဆေးပြီးတော့ကကြီးလေးနဲ့ညှက်ပြီး blender ထဲကိုထည့်ပြီးတော့ကြိတ်ပါမယ်ဒါမီမုတ်လက်ဆောင်ပတ်လုပ်ဖို့အတွက်ပါစုံမရွက်လေးကိုကကြီးနဲ့ညှက်ပြီးတော့ blender ထဲကိုထည့်ကြည့်ပြီးရလာတဲ့အရည်လေးကိုမီတို့အဖက်တီပါမသွားအောင်စကားလေးနဲ့တခြားလေးစစ်ပါမယ်ပြီးသွားလို့ရှိရင်မီတို့ခုနအေးခံထားတဲ့တခြားရည်လေးတွေကိုဘူးထဲကိုလှည့်ပြီးထည့်လိုက်ပါမယ်ပြီးသွားရင်တော့မီတို့မုတ်လက်ဆောင်ပတ်လုပ်ဖို့အတွက်ဆန်မုတ်100 gram နဲ့ကလော့ပီနယ်မုတ်50 gram ကိုထည့်ပါမယ်ပြီးရင်စားလေးနည်းနည်းလေးထည့်ပြီးတော့အမှုန့်လေးနှံ့သွားအောင်လို့ရုံစုံမှွေလိုက်ပါမယ်ပြီးသွားရင်ခုနကချိန်ထားတဲ့စွန်းမိုးရေနဲ့ရောပြီးတော့600 ml ထည့်ပြီးတော့မိတို့မီးပေါ်မတင်ခင်မှာအရင်ဦးဆုံးအမှုန့်လေးကြေပြီးပျော်ဝင်သွားအောင်လို့မှွေပေးပါမယ်ဒီလိုမျိုးအမှုန့်လေးကြေပြီးတော့ပျော်ဝင်သွားအောင်မှွေပြီးသွားလို့ရှိရင်မီတို့မီးပေါ်တင်ပြီးတော့မီးအေးလေးနဲ့စပြီးကြိုလို့ရပါပြီမှွေတဲ့ခါမှာလေ direction တစ်ခုတည်းကိုပဲမှွေပြီးတော့မီတို့ဖြည်းဖြည်းချင်းပြစ်လာတဲ့အထိကြိုပေးရမှာပါတဖြည်းဖြည်းနဲ့ဖြည်းဖြည်းချင်းပြစ်လာတာကိုတွေ့ရမှာပါအားလုံးပေါင်းကအချိန်အရင်မကြာပါဘူးမိနစ်ပိုင်းလေးပဲကြာတာပါဒါမျိုးပြစ်လာပြီးတော့ကော်ကြရင်တော့မှပြုတ်မကြတဲ့ချိန်မျိုးရောက်သွားရင်မိတို့ရဲ့မိုးလက်ဆောင်ပတ်လေးအတွက်အနှစ်ကျူပါလေးရသွားပါပြီ
ဒါမျိုးမုတ်သားလေးကြည်ပြီးရသွားပြီဆိုလို့ရှိရင်မိတို့ကစကားလေးနဲ့မုတ်လေးညှစ်ချမှာပါမိကတော့အိမ်မှာဒီစုံကွက်လေးကိုသုံးထားပါတယ်ရေခဲရေစိမ့်ထားတဲ့ကိုမုတ်နှစ်လေးကိုစုံလေးနဲ့ထည့်ပြီးတော့ရောင်းမလေးနဲ့တေချာလေးညှစ်ချမှာပါဒါဆိုရင်တော့မိုးလက်ဆောင်ပလေးရသွားပါပြီပြီးသားရင်မိတို့ကောင်းချင်းဆန်တစ်ခွက်ကိုရေစိမ့်ထားတာလေးကိုထမင်းဦးတဲ့လိုမျိုးလေးချက်လိုက်ပါမယ်ကောင်းကြီးလေးလက်ချက်သွားပြီဆိုရင်တော့မိတို့ရဲ့ရွှေရည်အတွက်ပါဝင်ပစ္စည်းလေးကပြည့်စုံသွားပါပြီဒီမှာအုံးတို့တော့မိရ ready made အုံးတို့ပဲသုံးထားတာပါ ready made အုံးတို့ပဲမိတို့ကစားနဲ့ရေလေးနဲ့ရောပြီးတော့ပြန်သုံးမှာပေါ့နော်ဒါဆိုရင်မိတို့မုတ်ပွဲပြင်လို့ရပါပြီမိရဲ့မုတ်လက်ဆောင်ပလေးကလေအိမ်ကစကားလေးကနည်းနည်းကြီးရမလို့နည်းနည်းလေးတော့ကြီးပါတယ်မုတ်လက်ဆောင်ပတ်ထဲကိုကြောက်ကြောတွေပဝင်ပစ္စည်းတွေတခြားလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်မိတို့တခြားရည်လေးထည့်အုံတို့လေးထည့်ပြီးတော့ပေါင်မုံလေးထည့်ပြီးတော့ရေခဲအေးလေးထည့်ပြီးတော့အေးအေးလေးစားလို့ရပါပြီဒါတကြံမှာမိတို့မြန်မာလူမျိုးတွေအတွက်မရှိမဖြစ်မစားမဖြစ်စားဖြစ်တဲ့တကြံစားလေးတစ်ခုပါဒီတော့ဒီတကြံအတွင်းမှာကိုယ်တိုင်လှူစားဖို့ပဲဖြစ်ဖြစ်လှူဒန်းမှုပဲဖြစ်ဖြစ်ဒီနီးလန်းလေးကိုကြည့်ပြီးတော့လိုက်ပြီးချက်ပြုတ်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်